ရှုံးပွဲမရှိဂျပန်ဖိုက်တာကိုအနိုင်ယူကာ UFC သမိုင်းတစ်လျှောက်ပထမဆုံးမြန်မာနိုင်ငံအလံကိုလွှင့်ထူနိုင်ခဲ့တဲ့ဂျော့ရှွာဗန်ဟုတ်ပါတယ်ဂျော့ရှွာဗန်ကတော့မြန်မာနိုင်ငံချင်းတောင်တန်းကနေပေါ်ထွက်လာတဲ့ UFC ဖိုက်တာတူဖြစ်ပါတယ်ယခုခါမှာတော့ UFC ရဲ့ flyweight တန်းမှာရှင်ပြိုင်ထိုးသက်နေပြီးဂျော့ရှွာဗန်ဟာပြိုင်ပွဲဆုံး15ပွဲအထိရှင်ပြိုင်ထိုးသက်ထားပြီး15ပွဲမှာ2ပွဲသာရှုံးနေထားပါတယ်မြန်မာစံတော်ချိန်အရယနေ့နနက်ပိုင်းတွင် Las Vegas မြို့၌ထိုးသက်ခဲ့တဲ့ UFC 131ပြိုင်ပွဲမှာရှုံးပွဲလုံးဝမရှိသေးတဲ့ဂျပန်လူငယ်ဖိုက်တာတီဆူရူရာကို3ကြီးအတွင်းအသာစီးထိုးသက်နိုင်ခဲ့ကအမှတ်ဖြင့်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဆက်ထဲမှာပဲဂျော့ရှွာဗန်ဟာ UFC ပြိုင်ပွဲအတွင်းတို့မြန်မာနိုင်ငံအလံကိုယူဆောင်နိုင်ခဲ့ပြီးမြန်မာပြည်သက်အတွက်တော့အချိုးပေါ်တကားစစ်စေခဲ့ပါတယ်။ဝမ်ချန်ပီယံရှစ်မှာစိုးလင်းဦးနဲ့မြန်မာဖိုက်တာတွေရှုံးပွဲတွေ့နေချိန်မှာဂျိုရှွာဗန်ကတော့မြန်မာပြည်သက်အတွက်ပျော်ရွှင်ခြင်းတွေကိုယူဆောင်ပေးလာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။